多不言路上电闸考呀的爱记得讲西的，都也当门看蛋咖哩，米他实空蛋路呗，危机啊你让家呀来说的，不老当看呀来么嘞，都啊嘞，阿下带嘛说啊那种当 music 呗。都积累大呢，千里大家咯，努低保个阿娃呢，那样乌错啵，哎那个阿康毛子喏，比如嘞，阿婆说面龙啊你样，阿妈说喏面龙啊别漂样，到这里个怪别啦，给。ဒီလိုခညာတဲ့ငကြီးတွေကိုဘာမှတွေ့ရမလဲဆိုတော့အိန္ဒိယနဲ့ရှေ့တောင်အာရှကတက်တန်းရင်တက်တော်ကြီးတွေလည်းမှာပေါ့ဒါပေမဲ့စိတ်မကောင်းစရာကအဲ့ဒီတက်တော်တွေပြုံးတီးလာတော့သူတို့ရဲ့နေစရာတွေပါပျောက်ကွယ်လာပြီလေဒါကသူတို့အတွက်တကယ်ကိုအကြီးမားဆုံးချင်းချောက်မှုပဲသူတို့ကလည်းအဲ့ဒီတော်တွေရဲ့ဥယျာဉ်မိုးတွေလို့တောင်ပြောလိုက်ရတယ်။ဘာလို့လဲဆိုတော့သူတို့အဓိကစားတဲ့သဖန်းတီးလို့တစ်တီးတွေရဲ့မျိုးစီတွေကိုနေရာနှံ့ဖြန့်ပေးတာကိုသူတို့တောင်မရှိရင်တစ်တော်ရဲ့ကျမ်းမာရေးကိုတော်တော်လေးထိခိုက်နိုင်တယ်။အားလုံးနဲ့မှအောင်ဩစရာအကောင်းဆုံးကတော့သူတို့ရဲ့မိသားစုဘဝပဲ။အမကလည်းပါပေါချင်ဆိုတစ်ခေါင်းထဲမှာသူ့ကိုယ်သူအလုံးပိတ်ပြီးနေတာ။အဲ့ဒီချိန်မှာအဖိုးကပဲအစားချကျွေးရတာ။တကယ်ကိုထူးခြားတယ်နော်။ဒါကြောင့်လေ IUCN ကသူတို့ကိုမျိုးတုံးမှုအနေရဲ့ရှိတဲ့အဆင့်သတ်မှတ်ထားတာပေါ့ဂေဟာစနစ်ရဲ့အဓိကကြတဲ့ဒီတောပယင်ကြီးဟာအခုတော့ရှင်တန်ရဲအတွက်တကယ်ကိုရုန်းကပ်နေရပါပြီ